တို့ဒါကိုဘယ်လိုလုပ်နိုင်ခဲ့လဲဆိုတာကိုကျွန်တော်ရှင်းပြပါမယ်။ SpaceX Company ကပြန်လည်အသုံးပြုနိုင်တဲ့ဒုံးပျံတွေကိုတီထွင်ခဲ့တာဖြစ်ပါတယ်။တခြားဒုံးပျံတွေကိုတစ်ချိန်အသုံးပြုလိုက်ပြီးရင်စွန့်ပစ်လိုက်ရပါတယ်။ဒါကဈေးကြီးလွန်ပါတယ်။ဒါပေမဲ့ Elon ကတော့ဒုံးပျံတွေကိုကမ္ဘာမျက်နှာပြင်ပေါ်ကိုပြန်သယ်ယူတယ်ပြီးတော့ပြန်သုံးပါတယ်။မကြာခင်မှာပဲ SpaceX Company က NASA ကအာကာသယာဉ်မှုတွေနဲ့ထောက်ပံ့ရေးပစ္စည်းတွေကိုနိုင်ငံတကာအာကာသစခန်းစီကိုတည်ယူပေးတဲ့အလုပ်တွေပန်တဂွန်အတွက်စစ်တပ်သုံးဂျိုလူတွေကိုတည်ယူပေးတဲ့အလုပ်တွေစီးပွားရေးအသုံးပြုဖို့ဒါဇင်နဲ့ချီတဲ့ဂျိုလူတွေကိုအာကာသထဲလွတ်တင်ပေးတဲ့အလုပ်တွေအာကာသခရီးသွားခြင်းတဲ့သူတွေအတွက်ပထမဦးဆုံးသောအာကာသခရီးပို့ဆောင်ပေးတဲ့အလုပ်တွေစတာတွေကိုလုပ်လာခဲ့ရပါတယ်။အောင်စရာကောင်းတာတစ်ခုကတော့ဒါတွေအားလုံးကိုလုပ်နေစင်ပါပဲ Elon Musk ကတခြား company တွေကိုလည်းလုပ်ကိုင်နေခဲ့တာဖြစ်ပါတယ်။ဥပမာ Boring company လိုမျိုးလမ်းကြောပေးစုမှုနဲ့တည်ယူပို့ဆောင်ရေးခက်ကိုခေတ်သစ်နည်းလမ်းနဲ့ကင်တွယ်တဲ့ company မျိုးတွေလည်းသူလုပ်ခဲ့ပါသေးတယ်။ဒီ company ကတော့ Elon Musk ရဲ့ခလေးဆန်တဲ့ယူမိုက်တဲ့အကြံစီတွေကိုလက်တွေ့ပုံဖော်ရနေရတစ်ခုဖြစ်ခဲ့ပါတယ်။ Elon Musk ကသူ့စီးပွားရေးကိုလူသားတွေအကျိုးအတွက်လုပ်ခဲ့တယ်လို့လူသားတွေကိုလောင်ပြောင်ဖို့အတွက်လည်းပုံဖော်ခဲ့ပါသေးတယ်။ဒီလိုပြုမှုက marketing နည်းဗျူဟာတစ်ခုလိုဖြစ်ခဲ့ပြီးတော့ Elon နဲ့သူ့ company တွေကိုလူတွေသိစေခဲ့ပါတယ်။သူက Neuralink လို့ခေါ်တဲ့ company တစ်ခုကိုတည်ထောင်ခဲ့ပါသေးတယ်။ဒီ company ကတော့လူသားတွေအုံနောက်နဲ့ကွန်ပျူတာတွေကိုထိန်းချုပ်နိုင်စေဖို့အတွက်ရည်ရွယ်တာဖြစ်ပါတယ်။အခုတော့ဒီနည်းပညာရပ်မှာလည်းပဲအစောပိုင်းအဆင့်အောင်မြင်မှုတွေရရှိနေပြီဖြစ်ပါတယ်။အခုတော့ Elon ကကမ္ဘာပတ်လမ်းကြောင်းမှာလည်ပတ်နေတဲ့ဂျိုရု6000ကျော်ကိုပိုင်ဆိုင်သူဖြစ်နေခဲ့ပါပြီ။ဒီဂျိုရုတွေကနေအင်တာနက်ဝန်ဆောင်မှုပေးနေပြီးတော့မှယူကရိန်းစစ်ပွဲအလားအလာတွေကိုပါပြောင်းလဲပေးနိုင်ခဲ့ပါတယ်။အစောပိုင်းမှာယူကရိန်းစစ်သားတွေက Elon ရဲ့ Starlink အင်တာနက်ဆက်သွယ်ရေးစနစ်ကိုအသုံးပြုခဲ့ကြပြီးတော့အခုဆိုရင်ရုရှားစစ်သားတွေကပါလိုက်လံအသုံးပြုနေခဲ့ပြီဖြစ်ပါတယ်။ဒါနဲ့မကသေးပါဘူးသူကအခုလက်ရှိ ChatGPT ဆိုပြီးဖြစ်လာမဲ့ OpenAI နည်းပညာကိုလည်း2015ခုနှစ်မှာလုပ်ခဲ့ပါသေးတယ်။ဒါပေမဲ့နောက်ပိုင်းမှာသဘောထားမတူညီမှုတွေကြောင့်ဒီ company ကနေထွက်ခဲ့ပြီးတော့မှသူကိုယ်ပိုင် AI နည်းပညာ company XAI ကိုစလုပ်ခဲ့ပါတယ်။ဟုတ်ပါတယ်သူကစလုံး X ကိုအတော်လေးသဘောကျတဲ့လူတစ်ယောက်ပါ။ X စလုံးကသူ့ company တော်တော်များများနဲ့သူကလေးတစ်ယောက်ရဲ့နာမည်မှတော့ပါတာကိုမိတ်ဆွေတို့သတိထားမိကြမှာပါ။ဒါတွေကိုကြည့်ချင်းအပြင်သူ့ရဲ့ကလေးဆံမှုကိုမြင်တွေ့နိုင်ပါတယ်။လူတွေဘာလုပ်နိုင်တယ်ဆိုတာကိုလေ့လာတယ်ပြီးတော့အကန့်အသတ်တွေကိုကျော်လွန်ပြီးတော့ရူပဗေဒနည်းပညာတွေကိုကျော်လွန်ပြီးတော့လုံနိုင်စွမ်းရှိလာအောင်လုပ်တယ်။ဒါကသူ့ရဲ့အလုပ်တွေပါ။လက်တလုံးမှာတော့သူကအခြားအစိပ်ပိုင်းတစ်ခုကိုပြန်လည်ပုံဖော်ဖို့အတွက်စိတ်ဝင်စားနေခဲ့ပါတယ်။ဒါကတော့ Twitter ကို$44ဘီလီယံနဲ့ဝယ်ယူခဲ့တာဖြစ်ပါတယ်။သူကအစင်ကျင်မဲ့ပြည်မှုတက်တဲ့ဘီလီယံနာတစ်ယောက်လည်းဖြစ်ပေမဲ့တခြားလူတွေထက်ပိုမြင်နိုင်စွမ်းရှိတဲ့စီးပွားရေးသမားတစ်ယောက်အနေနဲ့လည်းပြည်မှုပြခဲ့ပါတယ်။